အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မှာတော့ကျွန်တော်တို့အမြဲတမ်းမေ့ထားတတ်ကြတဲ့ပတ်ဝန်းကျင်မှာရှိတဲ့သဘာဝတရားကြီးအကြောင်းနဲ့သက်သက်တဲ့ကျမ်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုဝေမျှတော့ပါတယ်ခေါင်းစဉ်တွေကတော့သဘာဝတရားနဲ့ထိတွေ့ခြင်းဆိုအပိုင်း1ဆိုပြီးတော့ကျွန်တော်ပိုင်းလေးတွေခွဲပြီးတော့เนาะပြင်ပြမယ်เนาะအဲ့တော့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ပြောနေကြရှိပါတယ်ထမင်းသက်9ရက်ရေသက်1မိနစ်ပေါ့ဆိုတော့ကျွန်တော်အဲ့လိုမျိုးထမင်းမစားလို့ရှိရင်9ရက်နေလို့ရှိရင်ဘာဖြစ်နိုင်တာလဲရေသက်1မိနစ်ဆိုတော့အသက်သေဆုံးတယ်အဲ့လိုမျိုးပုံစံတော့မဟုတ်ဘူးဆိုတော့ကျွန်တော်ကအသက်ဆိုတာတဲ့ကျန်းမာရေးပေါ့နော်မိကျန်းမာရေးအတွက်ထမင်း9ရက်ဒါဆို glucose ကိုကုန်သွားမှာပေါ့နော်ဒီလိုပဲကျန်းမာရေးအတွက်ရေကို1မိနစ်မတောက်ဆိုတာနဲ့1မိနစ်မတောက်ဘူးဆိုတာနဲ့ဆိုတော့ကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်အများနဲ့ကျွန်တော်ပြောတယ်ရှေ့ပိုင်းနေမှာလေဒီနေ့ကိုရေ2လီတာနေ3လီတာခန့်တောက်ပါရေတောက်ပါရေစားလင်းရေသာတောက်ပါနော်ရေစားလင်းရေသာတောက်ပါနော်တခြားချွေတွေပေါ့နော်အယောင်ပါတော့ချွေအရေတွေပေါ့အားဖြည့်ချွေတွေမတောက်ပါနဲ့နော်အဲ့လိုမျိုးပေါ့နော်အချွေတို့ပဲပြောတာနော်ကျွန်တော်အသီးဖြော်ရည်လို့ပြောတာမဟုတ်ဘူးနော် soft drinks ကိုပဲပြောတာ fruit juice ကိုပြောတာမဟုတ်ပါဘူးနော်မှားမှာဆိုလို့ပေါ့နော်ရေမရှိဘူးဆိုရင်လူသားတွေကအသက်ရှင်နိုင်မှုခက်ခဲတယ်ဒါသိကြတာပေါ့ခန္ဓာကိုယ်မှာ60ရာခိုင်နှုန်းဒါမှမဟုတ်90ရာခိုင်နှုန်းသောခန္ဓာကိုယ်ရဲ့အဖွဲ့အစည်းတစ်ခုမှာရှိပဲခြေထွက်လို့ကုန်ခန်းသွားပြီဆိုရင်သိကြရလေလူကလုံးဝနှုံးသွားမယ်နော်ပင်ပန်းသွားမယ်အဲ့တော့ကျွန်တော်တို့ကခန္ဓာကိုယ်မှာရေဓာတ်တွေပြန်ဖြည့်ပေးရတယ်နော်အဲ့တော့ချွေးရနေစဉ်ပုံမှန်ဆိုရင်ကျွန်တော်တို့က thermo regulation လို့ခေါ်တယ်အပူထိန်းပြီးတော့ဖြားတယ်ခန္ဓာကိုယ်ဘောကဘုတစ်ခုဝင်တယ်ခန္ဓာကိုယ်ရဲ့တွင် body temperature နဲ့ room temperature လို့ခေါ်တယ် external environment temperature မတူဘူးပေါ့နော်ပတ်ဝန်းကျင် temperature မတူဆိုရင်ထိန်းညှိပေးတာဒီရေဓာတ်ကပဲထိန်းညှိပေးတာအားကြောင့်မို့ကျွန်တော်တို့เนาะဖြားလို့ရှိရင်ဓာတ်စားတောက်ခိုင်းရေတောက်ခိုင်းတယ်เนาะဒါရေကအရေးကြီးတယ်เนาะလူကြောက်ကရေဓာတ်ခန်းချောင်းမှုဖြစ်စေရရေကိုလုံလောက်စွာတောက်ဖို့လိုတယ်ဆိုတာအုံနောက်တစ်မှတ်ပေးဖို့လိုတယ်အဲ့တော့ခုနကပြောတဲ့ရေကခန္ဓာကိုယ်မှာလေပတ်နေတဲ့သွေးလေပတ်မှုစနစ်ကိုအများကြီးထောက်ခံပြီးသွေးရဲ့ပြည့်ကျဲပေါ့နော်ဒါမျိုးတွေကိုအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့မှတ်ရပြောမှဆိုရင်တော့မြန်မာနိုင်ငံပဲဖြစ်ကမ္ဘာမှာဖြစ်များသောဖြင့်ကမ္ဘာလေခီးသွားရပဲဖြစ်ပါပဲကျွန်တော်ရေဘူးလေးပေါ့အခုဆိုပိုးဆိုပေါ့နော်ရေတံမှုပြင်ကျွန်တော်ရေဘူးလေးတွေနော်0.5လီတာတို့1လီတာတို့ဘူးလေးတွေမှာလေရေးထားရေတောက်အောင်လို့လေနော်စနှုံစော်တဲ့ဟာလေးတောက်တော့လေနည်းနည်းထပ်တောက်ပါအောင်ပုံလေးတွေနဲ့လေနော်ကိုယ်လေတတ်မဲ့တွေကနေတော့ကိုယ်လှုံ့ဆော်နေသလိုပေါ့နော်ကိုယ်နဲ့ရင်းနှီးတော့ဇပွဲကုန်းမှာပဲဖြစ်နော်ဘူးလေးတွေမှာလေကောင်ငယ်နီးလေးဆက်တော့ပါအောင် fighting ဘာညာပေါ့နော်လို့ဖာသားလေးနဲ့ဒါလေးကကောင်းတဲ့အချက်ကလေးပဲနော်ရေတံမှုလေးမှာလေရိုးရေတံမှုမဟုတ်ဘဲနဲ့လေနော်အဲ့တော့အစာမစားမီမှာရေတောက်ဖို့လိုတယ်ဆိုလို့ကျွန်တော်လူအများစုကရေကိုနေ့စဉ်တုံလောက်တောက်ဖို့အတွက်ကိုနည်းနည်းမေးနေကြတယ်နော်ခုနပြောသလိုကျွန်တော်သူတင်စားဒီမှာဆိုလဲမနေ့စာနေ့လည်းစားညစာမတုံးဆောင်မှာရေနှစ်ခွက်ခန့်ကိုတောက်သွားမယ်ဆိုလို့ရှိရင်နေ့စဉ်ကို4ချိန်5ပေါင်ခန့်ရောတဲ့အပြင်ကို4ချိန်ကိုလည်းထိန်းထားသလိုဖြစ်တယ်။ဒါကြောင့်ရေကိုနေ့စဉ်လိုအပ်တဲ့ပမာဏတိုင်းတောက်ဖို့လိုတယ်ဆိုတဲ့ဟာနော်ဇီဝဖြစ်စဉ်တွေမှာလည်းအထောက်အကူပြုတယ်ပေါ့နော်ခန္ဓာကိုယ်မှာဆဲလ်အသစ်တွေဖြစ်တဲ့ဆဲလ်အဟောင်းတွေပြန်လဲတယ်ခန္ဓာကိုယ်ဆိုးပြအောင်လုပ်တယ်လှပရေးဟာတွေမှာဒါနော်လှုပ်ရှားမှုရေးဒါအားလုံးမှာရေးကြည့်တယ်ဟောအဲ့ရမွေးမိမှာအဲ့ရထားချိန်မှာဟောရေဘယ်လိုတောက်မလဲအဲ့ရမွေးမိမှာလည်းရေတစ်ခွက်လောက်တောက်မယ်အဲ့ရထားချိန်မှာလည်းအနည်းဆုံးရေတစ်ခွက်တောက်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာခုနလေးလံထိုင်မှန်းပြီးတော့တညလုံးလဲလျောင်းနေတာပဲဖြစ်တညလုံးအေးဆက်နေတဲ့ခန္ဓာကိုယ်ကြီးကိုဘာဖြစ်လို့လဲလှုပ်ရှားမှုတစ်ခုကြောင့်နှွေးထွေးသွားအောင်နော်ပြီးရင်ခဏဥတွေလည်းလှုပ်ရှားမှုရသွားအောင်ဆိုတော့ရေတောက်လိုက်တဲ့ခါကျတော့စီးတွေဝမ်းတွေကောင်းတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ပြင်ကဝမ်းတစ်လုံးကောင်းလို့ခေါင်းမခဲဘူးနော်စီးတန်းတော့ကြာဘာဖြစ်လို့စီးတန်းတော့ကြာခန္ဓာကိုယ်အစိတ်တောက်တွေပြေးတာပေါ့ဒါမျိုးတွေပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကြာတော့ဗာလဲဆိုတော့ယောဂါတွေကိုကောက်ွယ်ပေးတယ်ပေါ့နော်ဒါတော့ပြောကြမလို့ပေါ့နော်ခန္ဓာကိုယ်အပူချိန်တွေကိုကျွန်တော်ပြောတာဘာလို့လဲထိညှိပေးတယ်ခန္ဓာကိုယ်ကနေရေလက်တွေဆုံးရှုံးနေနေတာချွေးရှိမယ်စီးသွားမယ်ဝမ်းသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကမျက်ရည်တွေထွက်တယ်နောက်ကဘာတွေထွက်တယ်ကျွန်တော်အသက်ရှူလို့ရှိရင်ရှူရှိုက်လိုက်တဲ့အသက်ရှူတိုင်းမှာအဆုတ်ထဲဝင်လို့ရှိရင်ရေဓာတ်တွေလည်းဆုံးရှုံးတာပဲเนาะအဲ့ထဲမှာလည်းပါတယ်အဲ့တော့ကြောက်ကက်ကိုဘယ်လိုမျိုးเนาะလှုပ်ပေးလဲလှုပ်ဆောင်ပေးလဲဆိုရဲဟာကိုအနည်းဆုံးပြောမယ်ပေါ့เนาะရေဟာအသွေးရင်းမှာခုနပြောတဲ့ညဉ့်ညမ်းတဲ့ယူရီးယားတွေเนาะနိုက်ထရိုဂျင်တွေပေါ့ဒါတွေကကြောက်ကက်ထဲမှာပိုချန်တဲ့အညစ်အကြေးတွေကိုကြောက်ကက်ကနေစီးဆုံးမယ်ဆိုရင်ကျွန်တော်ကရေများများနဲ့နိုင်နဲ့လုံးမှာပဲပါဖြစ်လို့ကြောက်ကက်ကနေတန့်စင်နိုင်မှာပေါ့နော်မို့ဆိုလို့ရှိရင်ကြောက်ကက်ကမတန့်စင်နိုင်တဲ့ဟာသွေးထဲကိုပြန်ပါသွားပြီဆိုရင်ခုနနော်အသားတွေဝါလာမယ်ခုနစီးတွေတအားနဲလာမယ်
စီးထဲမှာအနံ့နေထွက်မယ်အဲ့ဒါဆိုကြောက်ကက်ကပို့ဆိုးလာနိုင်တယ်နော်ကြောက်ကက်မှာရေဓာတ်နေတဲ့အတွက်ကြောင့်မို့လို့တချို့နော်ဟိုဘယ်လိုပြောမလဲမကောင်းတဲ့နော်အမှုံအမွှားတွေကနေပြီးတော့ပုံဆောင်ခဲတွေဖြစ်ပြီးတော့ကြောက်ကက်ကိုကြောက်တရားမျိုးတွေလည်းဖြစ်ပြီးတော့ကျန်တဲ့မကောင်းတဲ့ဟာတွေလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်ဒုတိယပိုင်းမှာလည်းဆက်ပြီးတော့သွေးလေပတ်မှုတွေနော်အစာရင်ဦးလမ်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးမှာဘယ်လိုရှိတော့အောင်လဲရေအရေးကြီးတယ်ဆိုတော့သဘာဝတရားနဲ့ဆက်နေပြီးတော့ကျန်းမာတဲ့နော်ပတ်ဝန်းကျင်ကိုနော်ဖော်ဆောင်နိုင်မှုအတွက်ကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးထားပြီးတော့တက်လာမယ့်ဗီဒီယိုတွေကိုလည်းကျွန်တော်နားထောင်